EV လည်းစီးကျင်တယ် brand new လည်းဖောက်မစီးကျင်ဘူးဒါပေမဲ့အသစ်တိုင်းစီးကျင်တဲ့သူတွေအတွက်ကျွန်တော်ဒီနေ့ရောင်းချပေးမဲ့ကားလေးစီးပြပြမယ်ဒီကောင်ဆိုကီလို3000ပဲစီးရသေးတယ်အတွင်းကန်းနေရဒီမှာ plastic တောင်မခွာသေးဘူးခုံရောင်လေးလည်းလှတယ် range က415ရတယ်ကဲကျွန်တော်ရောင်းချပေးမဲ့ကားလေးကဘာကားလေးလဲဆိုရင်ဒီကောင် GAC A ယုံလေးပဲဖြစ်ပါတယ်နော်ဒီကောင်ဆိုရင်ကျွန်တော်ရောင်းချပေးမဲ့စီလေးက1290နဲ့ရောင်းချပေးပါပါ2024ကီလို3000ပဲစီးရသေးတယ်နံပါတ်ကလည်း 3131အလှပါနော်ဒါဆိုရင်ကျွန်တော်ကားရဲရောက်ပြီဒါပေမဲ့ CRI ပြုတ်သေးဘူး CRI ပြုတ်စတိုးဖို့ CRI ပြုတ်ဖို့ဆိုကျွန်တော်ဒီမှာ gear လေးချိန်လိုက်မယ် gear လေးချိန်တာလည်းဒီမှာ CRI ပြုတ်သွားပြီလောက်ကပေါ့လေးပဲ CRI ကလည်းပြီးကျွန်တော်ပြန်ထိုးလိုက်မယ်ပြီးကျွန်တော်ဒီကဘာပါလဲဆိုရင်ကျွန်တော်ပြမယ်ဒါကတော့ infotainment screen ပါနော် infotainment screen မှာကျွန်တော်ဒီမှာဒါဆို aircon ပေါ့aircon ဆိုလဲ dual aircon ဒီမှာ cat holder ပါမယ်ပြီးရင်ဒီမှာပစ္စည်းထည့်ဖို့အတွက်ဟိုလာလေးတစ်ခုပါမယ်ပြီးရင်ဒီမှာလက်တင်ခုံထဲမှာလည်းပစ္စည်းထည့်ဖို့အတွက် box တစ်ခုပါမယ်ခုံတွေကလည်းလုံးဝဗျာလှတယ်သူ့ရဲ့ leather အသားတွေဒီအယောင်လေးတွေအစပြီးရင်ဒီမှာ sunroof ပါမယ်ကျွန်တော်တို့ sunroof panoramic sunroof ပေါ့နော် panoramic sunroof တစ်ခုပါမယ်ဒီကောင်လေးဆိုရင်တော့အတွင်းခန်းလဲကျယ်တယ်ဗျာဒါဆိုရင်ကျွန်တော်ရဲ့ဒါ930ပေါ့နော်930ကိုကျွန်တော်ဒူးကောင်းကောင်းလွတ်တယ်ပြီးရင်ဒီမှာ round aircon ဖြစ်မယ်ခုံတွေကလည်းအကုန် leather seat ဒီကောင်တွေကsoft share တွေဗျာနော်ဒီကောင်တွေက soft share လေး leather seat တွေကိုက EV ကိုအစ်စ်လဲစီးကျင်တယ်ပြန်ရောင်းရတဲ့ရှုံးမှာကြောက်နေတဲ့သူတွေဒီကားလေးကအရန်ကိုတင့်တော်တယ် Missile SUV ဖြစ်တဲ့အတွက်မိသားစုနဲ့အပြင်သွားမလားအလုပ်သွားလုပ်ပြန်သွားမလားလုံးဝကြကြဝန်းနဲ့စီးလို့ရတယ်ဗျာဒီလားဒီကောင်လေးကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်092613938538ကိုဖုန်းဆက်လိုက်ပါပြီးရင်ဒီကောင်လေးကိုကျွန်တော်လဲထက်လည်းရပါတယ်စီကားနဲ့လာလဲခြင်းလည်းရတယ် EV ချင်းချင်းလာလဲခြင်းလည်းရပါတယ်ပြီးရင်ဒီကောင်ကိုကျွန်တော်အရေးကြတယ်ရောင်းချပေးပါတယ်အားလုံးကိုအဆင်ပြေအောင် one stop ကျွန်တော်အကုန်လုံးစီစဉ်ပေးမှာဖြစ်တဲ့အတွက်ဒီကားလေးကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်စီကိုဖုန်းဆက်လိုက်ပါ